အားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှာကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့ပြီးခဲ့တဲ့အပိုင်း3မှာဘဝဟာမရေမရာဖြစ်နေချိန်မှာတော့ငါတို့ဘာတူလဲဆိုတာသတိရစေတဲ့အတွင်းစိတ်ခွန်အားဖြစ်တဲ့ဂုဏ်သိက္ခာကိုစုပ်ကိုင်ထားဖို့အကြောင်းပြောခဲ့ကြပါရစေဂုဏ်သိက္ခာကကြောက်ရွံ့မှုနာကျင်မှုဒါမှမဟုတ်ဆုံးရှုံးမှုတွေပြီးတဲ့နောက်မှာပြန်လည်ရပ်တည်နိုင်ဖို့ကူညီပေးပါတယ်။ဒါပေမဲ့တစ်ခါရပ်တည်ပြီးတာနဲ့ရှေ့ဆက်လျှောက်လန်းဖို့ကူညီပေးမယ့်အရာကျွန်တော်တို့ခီးမှာတယောက်တည်းမဟုတ်ဘူးဆိုတာသတိရစေမယ့်အရာတစ်ခုလိုအပ်နေပါသေးတယ်။အဲ့ဒီအရာဟာလူအတိုင်းအဝိုင်းဖြစ်ပါတယ်။လူအတိုင်းဝိုင်းဟာအရာအလုံးကိုကိုယ်တိုင်ကြီးတည်ဖို့စရာမလိုဘူးလို့မြင်သာစွာပြောပြပေးတဲ့အတန်ဖြစ်ပါတယ်ကျွန်တော်တို့ဆက်မပြောခင်မှာအသက်တစ်ချိန်အတူတူရှူကြရအောင်လေကိုအားရပါရရှူသွင်းပါပြီးရင်ဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါမင်းဒီနေရာမှာလုံခြုံပါတယ်မင်းနဲ့အတူငါတို့ရှိနေပါတယ်မင်းတယောက်တည်းမဟုတ်ပါဘူးလူအတိုင်းဝိုင်းဆိုတာကျွန်တော်တို့လူသားတွေရဲ့အဓိကအနှစ်သာရတစ်ခုပါပဲမြန်မာပြည်မှာဒါကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမြင်တွေ့ရပါတယ်အိမ်နီးနားချင်းတွေကအစားအစာတွေကိုဝေမျှတဲ့အခါဖျားနာနေတဲ့အချိန်တငယ်ချင်းတွေလာလဲတဲ့အခါဒါမှမဟုတ်တအိမ်လုံးမိလောင်သွားတဲ့အိမ်ကိုပြန်လဲတည်ဆောက်ဖို့ရွာသူရွာသားအားလုံးစုဝေးကြတဲ့အခါမျိုးမှာပေါ့ကျွန်တော်တို့ဟာအတူတကွရှိခြင်းကိုတန်ဖိုးထားတဲ့ယဉ်ကျေးမှုမှာနေထိုင်ကြပါတယ်လူတစ်ယောက်ဒုက္ခရောက်တဲ့အခါတခြားသူတွေကစံငွေကြေးစုတောင်းခြင်းဒါမှမဟုတ်ရိုးရိုးရှင်းရှင်းနဲ့သူတို့အတူရှိနေခြင်းဖြင့်ပြသကြပါတယ်ဒါဟာကျွန်တော်တို့ရဲ့လူအတိုင်းဝိုင်းစိတ်တက်ရဲ့လှပမှုပါပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာအဲ့ဒီအတူတကွရှိခြင်းဆိုတဲ့ခံစားချက်ကိုစမ်းသပ်ခံခဲ့ရပါတယ်ပရိပခကြောက်ရွံ့မှုဝေးကွာမှုနဲ့မရေရာမှုတွေကကျွန်တော်တို့အများအပြားကိုတဦးနဲ့တဦးဝေးကွာစေခဲ့ပါတယ်တချို့သူတွေကအိမ်နဲ့ဝေးရမှနေထိုင်ကြရပြီးအချို့ကအိမ်နီးနားမှနေပြီးမဲ့စိတ်ပိုင်းဆိုင်ရာအရာဝေးကွာနေတယ်လို့ခံစားနေရပါတယ်အပြန်အလှန်ဆက်သွယ်မှုကိုဆုံးရှုံးရတဲ့အခါဘဝကိုအတိတ်ပဲရှိစေတဲ့အစိတ်ပိုင်းတစ်ခုကိုပါကျွန်တော်တို့ဆုံးရှုံးလိုက်ရပါတယ်ဒီခက်ခဲတဲ့နှစ်တွေမှာကျွန်တော်တို့တဲကအများအပြားဟာရှင်သန်ဖို့အဓိကဆိုတဲ့ survival mode နဲ့နေထိုင်ခဲ့ကြရတယ်လုံခြုံနေဖို့မိသားစုတွေကိုကျွေးမွေးဖို့နဲ့နေ့စဉ်ရုန်းကန်မှုတွေကိုစီမံခန့်ခွဲဖို့လှုပ်တင်တာတွေကိုလုပ်ခဲ့ကြရတယ်။ဒါပေမဲ့အဲ့ဒီရှင်သန်လိုတဲ့စိတ်အလိုကလိုအပ်ပေမဲ့တခြားသူတွေနဲ့ကျွန်တော်တို့ဆက်ဆံပုံကိုဖြည်းဖြည်းချင်းပြောင်းလဲစေနိုင်ပါတယ်။ကျွန်တော်တို့ survival mode နဲ့အကြာကြီးနေရတဲ့အခါကျွန်တော်တို့ရဲ့ကဘာဟာသေးငယ်သွားပါတယ်။ကိုယ့်ရဲ့လုံခြုံရေးကိုယ့်ရဲ့လိုအပ်ချက်ကိုယ့်ရဲ့နာကျင်မှုတွေပေါ်ပဲအာရုံစိုက်မိပါတယ်။ဒါဟာကိုကြိုးရှာလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့နှလုံးသားတွေပင်ပန်းပြီးကြောက်ရွံ့နေလို့ပါဒါပေမဲ့ဒီလိုအဆက်မပြတ်ရှင်သန်နေတဲ့အခြေအနေကမသိစိတ်ကနေကျွန်တော်တို့ကိုတဖြည်းဖြည်းနဲ့အတ္တကြီးသူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်ဒါဟာတစ်ချိန်ကကျွန်တော်တို့ကိုစီးလုံးစေခဲ့တဲ့မေတ္တာစေတနာစာနာနားလည်မှုနဲ့အားနာခြင်းစတဲ့မေတ္တာတရားနဲ့လူမှုအတိုင်းဝန်းရဲ့တန်ဖိုးတွေကိုတိတ်တိတ်ဆိတ်ဆိတ်တိုက်စားပြနိုင်ပါတယ်ဒီလိုဖြစ်လာတဲ့အခါကျွန်တော်တို့အားလုံးဆုံးရှုံးမှုကိုခံစားရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ့်အတွက်ကိုယ်သာအကြာကြီးကြည်နေမိတဲ့အခါဘဝကိုနှွေးထွေးမှုနဲ့ရည်ရွယ်ချက်ပေးနိုင်တဲ့ပိုင်ဆိုင်မှုခံစားချက်ကိုဆုံးရှုံးသွားလို့ပါဒါကြောင့်အခုအချိန်ဟာဘယ်တော့မှထက်မဆိုပိုပြီးပြန်လည်ချိတ်ဆက်ဖို့လိုအပ်နေပါတယ်ကျွန်တော်တို့ဟာယုံကြည်မှုနဲ့ကျင်နာမှုကိုပြန်လည်တည်ဆောက်ဖို့လိုအပ်ပါတယ်တခြားသူတွေနဲ့သာမကပဲကိုယ့်အတွင်းမှာပါပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်လူအတိုင်းအဝိုင်းဟာကုစားခြင်းကအဖန်တလဲလဲကြီးထွားနိုင်တဲ့မြေဩဇာဖြစ်ပါတယ်အကြီးကြီးစတင်ဖို့မလိုပါဘူးတခါတလေမှာနှွေးထွေးတဲ့စကားတခွန်းဝေမျှလိုက်တဲ့ထမင်းတနက်ဒါမှမဟုတ်ဂရုစိုက်မှုရဲ့သေးငယ်တဲ့လောက်ရတစ်ခုနဲ့စတင်ပါတယ်လူအတိုင်းဝိုင်းဆိုတာအနည်းအနားမှာနေထိုင်ရုံတင်မဟုတ်ပဲရင်းနှီးတယ်လို့ခံစားရခြင်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့စစ်မှန်တဲ့ကုစားခြင်းဟာကျွန်တော်တို့တယောက်တည်းရက်တည်တဲ့အခါမဟုတ်ဘဲအတူတူရှောက်လန်းတဲ့အခါဖြစ်ပေါ်လို့ပါ
မကြသေးမီကဖြစ်ပျက်ခဲ့တဲ့ဇလန်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်မြန်မာပြည်မြောက်ပိုင်းမှာရွာတွေကနေထွက်ပြေးလာကြတဲ့ယာနဲ့ချီတဲ့မိသားစုတွေနေထိုင်ကြတဲ့ဒုက္ခသည်စခန်းတစ်ခုရှိပါတယ်အမိုးအကာအများစုကိုဝါတာလပတ်စတာတွေနဲ့စောက်ထားကြတာပါဘဝကမလွယ်ပါဘူးအစားအသောက်ကလုံလောက်မှုမရှိသလိုလူတွေမှာနှက်ဆိုင်တဲ့ဝမ်းနည်းပူဆွေးမှုတွေရှိနေကြတယ်စခန်းနေသူတွေထဲမှာဒေါ်လောင်လို့ခေါ်တဲ့မိခင်တူရှိပါတယ်ပရိပခမဖြစ်ခင်မှာသူကရွာထဲမှာလက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်လူတိုင်းစုဝေးပြီးရေမောတန်တွေနဲ့စီကားတိုက်မြိုက်တဲ့နေရာလေးပေါ့ဒါပေမဲ့တိုက်ပွဲကရွာထဲရောက်လာတဲ့အခါသူ့ဆိုင်သူ့အိမ်နဲ့သူ့ပစ္စည်းအများစုကိုဆုံးရှုံးခဲ့ရပါတယ်ဒုက္ခသည်စခန်းမှာသူမဟာမျောလင့်ချက်မဲ့နေခဲ့ပါတယ်။ဒီနေ့မှာတော့သူ့ပတ်ဝန်းကျင်ကမိခင်အချို့ဟာကလေးတွေကိုကျွေးမွေးဖို့ရုန်းကန်နေရတာကိုသတိထားမိလိုက်ပါတယ်။ဒါနဲ့သူမကသိငယ်တဲ့အရာတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့တဲအပြင်ဘက်မှာအိုးအဟောင်းလေးတစ်လုံးနဲ့ထမင်းနဲ့ဟင်းသီးဟင်းရွက်တွေစတင်ချက်ပြုတ်ခဲ့ပါတယ်။အစားကတော့မိသားစု2စုဒါမှမဟုတ်3စုလောက်ပဲလုံလောက်ခဲ့ပါတယ်။ဒါပေမဲ့အစားအသောက်ကအခြားသူတွေကိုဆွဲဆောင်ခဲ့ပဲအိမ်နီးချင်းတစ်ယောက်ကစားယူလာပေးတယ်နောက်တစ်ယောက်ကစီယူလာပေးတယ်နောက်တစ်ယောက်ကထင်းယူလာတယ်မကြခင်မှာလူတွေပိုပြီးများပါဝင်လာကြတယ်သူတို့ဟာရုပ်ရှင်းပေမဲ့စိတ်ရင်းစေတနာအပြည့်ရှိတဲ့လူမှုအတိုက်အဝင်မိဖို့ကြောင့်လေးကိုဖွဲ့စည်းခဲ့ကြတယ်မနက်တိုင်းအတူတူချက်ပြုတ်ကြပြီးကလေးတွေအနီးအနားမှာစော့နေချိန်မှာဟင်းတွေကိုအတူချက်ပြုတ်ကြရင်ပြောစရာတွေကိုဝေမျှကြတယ်။အဲ့ဒီမိဖို့ကြောင့်ဟာအစားအသောက်အတွက်နေရာတစ်ခုဆိုတာထက်ပိုပြီးအတိတ်ပဲရှိလာတယ်။စိတ်ခံစားမှုတွေအတွက်လုံခြုံတဲ့နေရာတစ်ခုဖြစ်လာခဲ့တယ်။လူတွေကပြန်လဲရေမောလာနိုင်ခဲ့ကြတယ်။သူတို့အမတ်တရားတွေကိုဝေမျှရင်းအတူတူဆူတောင်းပြီးသူတို့ဘဝတွေကိုပြန်လဲတည်ဆောက်ဖို့အိမ်မက်မှတ်လာခဲ့ကြတယ်။ဒေါ်လောင်ကနောက်ဆုံးမှပြောခဲ့တာကအရာအလုံးကိုဆုံးရှုံးသွားတဲ့အခါကျမအသုံးမကျတော့ဘူးလို့ထင်ခဲ့တယ်။ဒါပေမဲ့တခြားသူတွေအတွက်ချက်ပြုတ်တဲ့အခါကျမပြန်လဲအသက်ဝင်လာတယ်လို့ခံစားရတယ်။ကျမမှာပေးစရာတစ်ခုခုရှိနေသေးတယ်ဆိုတာသဘောပေါက်ခဲ့တယ်။ဒါဟာလူအတိုင်းဝိုင်းကလှုပ်ဆောင်ပေးတာပါပဲ။ဒါဟာစိတ်ပြက်အားငယ်မှုကိုဂုဏ်သိက္ခာအဖြစ်သို့ရှားပါမှုကိုခွန်အားဝေမျှခြင်းအဖြစ်သို့ပြောင်းလဲပြီးပါတယ်။လူအတိုင်းအဝိုင်းကကျွန်တော်တို့ကိုပုံစံမျိုးစုံနဲ့ခွန်အားပေးပါတယ်။ရုပ်ပိုင်းဆိုင်ရာခွန်အားအနေနဲ့အစားအသောက်တွေငွေကြေးဒါမှမဟုတ်ခိုးလုံရကိုမျှဝေတဲ့အခါရုပ်ပိုင်းဆိုင်ရာခွန်အားတွေရပါတယ်။စိတ်ပိုင်းဆိုင်ရာခွန်အားအနေနဲ့တစုံတစ်ယောက်ကဝေဖန်ခြင်းပြစ်တင်ခြင်းမရှိဘဲနားထောင်တဲ့အခါမှာစိတ်ပိုင်းဆိုင်ရာခွန်အားတွေရပါတယ်။ကျွန်တော်တို့ကိုယ်ကျင့်တရားဆိုင်ရာခွန်အားအနေနဲ့ကျွန်တော်တို့အချင်းချင်းအတူတူရှိပြီးငါတို့ဟာအရေးပါနေတော့ပဲဆိုတာကိုအပြန်အလှန်အမှတ်ရစေတဲ့အခါမှာကျွန်တော်တို့ကိုယ်ကျင့်တရားဆိုင်ရာခွန်အားတွေရကြပါတယ်။ခဏလောက်အတူတူရန်နာလိုက်ရအောင်အသက်ကိုအားရပါရရှုသွင်းပြီးဖြည်းဖြည်းချင်းရှုထုတ်လိုက်ပါအခုခက်ခဲတဲ့အချိန်မှာမင်းကိုအားပေးကူညီခဲ့တဲ့လူတစ်ယောက်အကြောင်းကိုစဉ်းစားပါသူကမိသားစုဝင်တငယ်ချင်းဒါမှမဟုတ်မင်းသိမသိတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်သူတို့ဘာလုပ်ခဲ့လဲဆိုတာပြန်စဉ်းစားပါသူတို့ကမင်းအတွက်ချက်ပြုတ်ပေးခဲ့တာတတိတရားနဲ့တာချောင်းမာချောင်းမေးခဲ့တာဒါမှမဟုတ်မင်းစကားမပြောနိုင်တဲ့အခါဘေးမှာဒီတိုင်းလေးပဲအတူတူရှိနေပေးခဲ့တာတွေဖြစ်နိုင်ပါတယ်အဲ့ဒီအရာကမင်းကိုဘယ်လိုခံစားရစေခဲ့သလဲလုံခြုံတယ်လို့ခံစားရလားမင်းတယောက်တည်းမဟုတ်ဘူးလို့ခံစားရလားအဲ့ဒီအမှတ်အရစရာကိုနှလုံးသားထဲမှာစုပ်ကိုင်ထားပါအဲ့ဒီခံစားချက်ဟာလူအတိုင်းဝိုင်းနဲ့အတူဖွဲ့စည်းထားတာပါပဲအခုမင်းကနေပြီးတော့အရင်ကကူညီပူးခဲ့တဲ့လူတဦးကိုစဉ်းစားပါမင်းရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့နှစ်သိမ့်မှုအားပေးမှုဒါမှမဟုတ်ထောက်ပံ့ပေးခဲ့တဲ့သူတဦးပေးကမ်းခြင်းနဲ့လက်ခံခြင်းဆိုတဲ့အဲ့ဒီဖလှယ်မှုဟာပိုင်ဆိုင်မှုရဲ့နှလုံးခုန်တန်းဖြစ်ပါတယ်ကျွန်တော်တို့တခြားသူတွေကိုဂရုစိုက်တဲ့အခါကျွန်တော်တို့ကိုလည်းကုစားနေတာပါပဲလူအတိုင်းဝိုင်းကအမြဲတမ်းကြီးမားတာဒါမှမဟုတ်စနစ်တကျရှိနေတာမျိုးမဟုတ်ဘူးဆိုတာမင်းတွေ့ပါလိမ့်မယ်ဒါဟာတငယ်ချင်းနှစ်ယောက်လက်ဖက်ရည်တောက်ရင်ရင်းနှီးပွင့်လင်းစာစကားပြောနေတာမျိုးဖြစ်နိုင်ပါတယ်ဒါဟာမင်းကငါသတိရနေတယ်လို့ပြောတဲ့ message တစ်ခုကနေလည်းဖြစ်နိုင်ပါတယ်ဘဝကလေးလံနေတဲ့အခါမှာတော့တယောက်နဲ့တယောက်အပြန်အလှန်နှုတ်ဆက်ကြတဲ့အိမ်နီးနားချင်းတွေဖြစ်နိုင်ပါတယ်။ဆက်သွယ်မှုကကျွန်တော်တို့ရဲ့နာကျင်မှုကိုမဖျက်ဆီးနိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကိုရှေ့ဆက်သွားဖို့ခွန်အားတွေပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝေမျှလိုက်တဲ့အခါမှာနာကျင်မှုကပိုပြီးပေါ့ပါသွားလို့ပါ။ပြီးတော့ဝေမျှလိုက်တဲ့မျှော်လင့်ချက်ကပိုပြီးခိုင်မာလာလို့ပါ။မ
ဒါဆိုနှစ်ပေါင်းများစွာခွဲခါခြင်းဒါမှမဟုတ် survival mode နဲ့နေထိုင်ပြီးတဲ့နောက်မှာကျွန်တော်တို့အဲ့ဒီလူမှုအတိုင်းအဝိုင်းခံစားချက်ကိုဘယ်လိုပြန်လည်တည်ဆောက်နိုင်မလဲဒီနေရာမှာရိုးရှင်းတဲ့နီလန်းလေးခုရှိပါတယ်အရင်ဆုံးဘယ်လိုသိငယ်တဲ့နီလန်းတွေနဲ့ပဲဖြစ်ဖြစ်အဆက်အသွယ်လုပ်ပါဆက်သွယ်မှုကတတိနဲ့စတင်ပါတယ်မင်းအမတ်ရနေတဲ့လူတစ်ယောက်စီကိုစာတိုလေးတစ်စောင်ပို့ပါလမ်းသွားလမ်းလာတွေကိုပြုံးပြပါအိမ်နီးချင်းကိုနှုတ်ဆက်ပါဥပမာပြောရရင်မင်းကတတိယနေတာဘလို့လဲနေကောင်းလားစသလိုမျိုးရိုးရှင်းတဲ့စကားလုံးတွေကိုပြောနိုင်ပါတယ်အဲ့ဒီသိငယ်တဲ့လောက်ရက်ကမင်းထင်တာထက်သူတို့တွေအတွက်ပိုပြီးအရေးပါနိုင်ပါတယ်စာနာနားလည်မှုနဲ့နားထောင်ပါတယောက်ယောက်ကကိုယ့်ကိုရင်ဖွင့်ပြောဆိုတဲ့အခါသူတို့ရဲ့နာကျင်မှုတွေကိုပြင်ဆင်ဖို့မကြိုးစားပါနဲ့ရိုးရိုးလေးပဲအပြည့်အဝတိတ်ဆိတ်စွာနဲ့ကျင်နာစွာအဲ့ဒီနေရာမှာရှိနေပြီပါဥပမာတယောက်ယောက်ကကိုယ့်ကိုပြောလာတဲ့အခါအစဉ်ပြေသွားမှာပါလို့ပြောမဲ့အစားဒါကတကယ်ပဲနာကျင်စရာကောင်းတယ်ယုံကြည်ပြီးပြောပြပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောပါနားထောင်ခြင်းဟာကျွန်တော်တို့ပေးနိုင်တဲ့ကုစားမှုအပေးနိုင်ဆုံးလက်ဆောင်တွေကတစ်ခုပါဘလောက်ပဲသေးငယ်မင်းတက်နိုင်တဲ့လောက်ပြီးပါကျင်နာမှုကကြီးမားဖို့မလိုပါဘူးဒါဟာစစ်မှန်ဖို့လိုအပ်ရုံပါပဲဥပမာပြောရရင်ကိုယ့်ရဲ့အစားအစာတွေကိုဝေမျှပါဒါမှမဟုတ်ရုပ်ကပ်နေရတဲ့သူတစ်ယောက်ကိုကိုညီချင်းစိတ်နဲ့အကြည့်ပါဂရုစိုက်မှုရဲ့သေးငယ်တဲ့လုပ်ရက်တွေကယုံကြည်မှုကိုပြန်လည်တည်ဆောက်ပြီးကျွန်တော်တို့ရဲ့လူသားဆန်မှုကိုပြန်လည်အမှတ်ရစေပါတယ်နောက်ဆုံးအနေနဲ့လုံခြုံတဲ့နေရာတွေကိုဖန်တီးပါမင်းလုံခြုံတဲ့လူခံစားရမယ့်နေရာတစ်ခုကိုရှာမတွေ့နိုင်ဘူးဆိုရင်ကိုယ်တိုင်စတင်လိုက်ပါတငယ်ချင်း2ယောက်ဒါမှမဟုတ်3ယောက်ကိုတစ်ဖက်တစ်ခါလက်ဖက်ရည်တောက်ရင်းဆူတောင်းရင်းပေါ့စကားပြောဖို့ဖိတ်ခေါ်ပါပါဝင်တဲ့လူတိုင်းကလေးစားမှုနဲ့နားထောင်ပြီးအဲ့ဒီနေရာကိုလျှို့ဝှက်ထားဖို့သဘောတူပါဒီလိုသိငယ်တဲ့အတိုင်းဝိုင်းလေးတွေကတော့နှဆိုင်တဲ့ကုစားခြင်းရဲ့အရင်းမြစ်တွေဖြစ်လာနိုင်ပါတယ်လူအတိုင်းဝိုင်းကပြီးပြည့်စုံဖို့မလိုပါဘူးရှိနေဖို့ပဲလိုအပ်ပါတယ်ဂရုစိုက်မှုရဲ့သိငယ်တဲ့လုပ်ရတိုင်းကခိုင်မာပြီးဘဝကိုအသက်ဝင်စေတဲ့ဆက်သွယ်မှုရဲ့မျိုးစေ့ကိုအစပြိုးလိုက်တာပါပဲကျွန်တော်တို့စုံဖြစ်တဲ့အခါတူးကိုတူးသတိပေးပါတယ်မင်းကိုမမေ့ပါဘူးမင်းဟာငါတို့အတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါလို့Safe Space မြန်မာကိုပူးပေါင်းပါဝင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့မှာကာလကြာရှည်စွာရှင်သန်မှုနဲ့ဆက်သွယ်မှုပြတ်တောက်ပြီးနောက်မှာတော့ကျွန်တော်တို့လူအတိုင်းအဝိုင်းကိုပြန်လည်တည်ဆောက်နိုင်တယ်ဆိုတာအမှတ်ရလိုက်ပါတယ်အတူတကွဝင်တော့ဝင်ပိုးတွေကိုဝေမျှကြပါတယ်အတူတကွတတိတွေကိုပြန်လည်တည်ဆောက်ကြပါတယ်အတူတကွကုစားကြပါတယ်ပြီးတော့မင်းဟာရှင်သန်ဖို့အဓိကဆိုတဲ့ပုံစံနဲ့နေထိုင်ခဲ့ရတယ်ဆိုရင်ဒီအချက်ကိုသတိရပါမင်းတယောက်တည်းအားလုံးကိုလှုပ်ဆောင်စရာမလိုပါဘူးကုစားခြင်းဆိုတာကျွန်တော်တို့လက်လန်းမိတဲ့အခါပြီးတော့တခြားသူတွေကိုလက်လန်းမိခွင့်ပေးတဲ့အခါမှာစတင်ပါတယ်နောက်တစ်ပတ်မှာကျွန်တော်တို့ရဲ့အစီအစဉ်အပိုင်းကမမြင်နိုင်သောဒဏ်ရာများကိုကုစားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုဖုံးကွယ်ထားတဲ့စိတ်ဒဏ်ရာနဲ့ကိုယ်အတွင်းမှာငြိမ်းချမ်းမှုကိုပြန်လည်ရရှိစေမယ့်နည်းလမ်းတွေအကြောင်းကိုဆက်ပြောတော့ပါမယ်။ Safe Space မြန်မာ Channel ပါကျွန်တော်တို့အတူတကွကုစားကြပါတယ်အတူတကွမျှော်လင့်ကြပါမယ်မင်းတယောက်တည်းမဟုတ်ပါဘူး